အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခါဗီဒီယိုဖိုင်လေးကတော့ဂျပန်မှာအိမ်ရှာခြင်းတဲ့လူအိမ်ပြောင်းခြင်းတဲ့လူပေါ့နော် application ကနေဘယ်လိုရှာလို့ရတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ share ပေးချင်ပါတယ်အဲ့တော့ရှာလို့ရတဲ့ application တွေကတော့အများကြီးရှိပါတယ်ဒီထက်မှာနာမည်အကြီးဆုံး Sumo ဆိုတဲ့ application နဲ့ရှာပြပေးမယ်ပေါ့နော်အဲ့တော့ Sumo ကတော့ဒီ Play Store တို့ App Store တို့မှာ download ဆွဲလိုက်ပါနော်ဒီလိုပုံလေးနဲ့ပါ download ဆွဲပြီးသွားပြီဆိုလို့ရှိရင်အရင်ဆုံးအမတို့ဒီဘုခန်းခန်းစာကုဆိုတဲ့ဒီ home ရဲ့အောက်ခြေပိုင်းမှာပေါ်နေတဲ့ဟာပါနော်ဘုခန်းခန်းစာကုဆိုတာလေးကိုနှိပ်လိုက်မယ်နှိပ်ပြီးသွားပြီဆိုရင်သူကခါလေးတူငှားမှာလားပြီးခောက်ဆိုလို့ရှိရင်ဝယ်မှာလားပြီးတော့လို့ရှိရင်တတဲတူစောက်မှာလားအဆရှိတဲ့ပြင်ရှိတယ်ဒီတစ်ခါကတော့အမတို့ကအိမ်ငှားမှာဖြစ်တဲ့အတွက်ကြောင့်ခါလေးလူထဲမှာတစ်ချက်ကြည့်လိုက်မယ်ကြည့်ပြီးသွားပြီဆိုလို့ရှိရင်တိုးတိုးဖုခံဆိုတာကိုနေထိုင်ခြင်းနဲ့ကိုငှားခြင်းနဲ့ပတ်ဝန်းကျင်ကိုစတိချိန်ခိုင်းတာအဲ့တော့အမအိုဆာကာနဲ့ရှာပြမယ်ပေါ့နော်အိုဆာကာဖုအိုဆာကာဖူပြီးသွားပြီဆိုလို့ရှိရင်ဘူဒါကနေရှာကျင်တာလားဧရိယာဆိုကြမြို့တွေရက်ွက်တွေကိုစက်တီချိန်ပြီးတော့ရှာကျင်တာလားနောက်တစ်ခါကျအလုပ်သွားတဲ့ချိန်ကြောင်းသွားတဲ့ချိန်ကိုစက်တီချိန်ပြီးတော့ရှာကျင်တာလားအစရှိတဲ့ပြင်စက်တီချိန်လို့ရတယ်ဒီတစ်ခါကတော့အမဧရိယာနေပြီးရှာမယ်ပေါ့နော်ဧရိယာခါရဆိုတဲ့ဟာလေးကိုရွေးလိုက်မယ်ရွေးပြီးသွားပြီဆိုလို့ရှိရင်ဒီထက်ကကိုရှာမဲ့ဟာကိုအမှန်ကြီးချက်ရမှာပေါ့နော်လောလောဆယ်အမတော့အိုဆာကာရှိအဘေနိုခုပြီးလို့ရှိရင်အိုဆာကာရှိစမီယောရှိခုနှစ်ခုကိုပဲရွေးလိုက်မယ်ပေါ့နော်နှစ်ခုပြီးသွားလို့ရှိရင်ညာဘက်အောက်ခြေမှာအစိမ်းအောင်ပို့တန်နေပေါ့နော်ဂျော်ဂန်စေကဆိုတဲ့ဟာလေးထပ်ပြီးတော့မလို့ဖေးတာလောက်အောင်မယ်ပေါ့နော်ဘာလို့လုပ်လို့ရလဲဆိုလို့ရှိရင်ရချင်းကဘယ်လောက်တက်နိုင်လဲပေါ့နော်တလားအောင်မှာတယောက်ထဲနေမှာမလို့၈တောင်းခွဲပဲတက်နိုင်တယ်အမတယောက်ခန်းရှာပြမယ်ပေါ့နော်၈တောင်းခွဲပဲတက်နိုင်တယ်တယောက်ထဲနေမှာမလို့အမရမရ၈တောင်းခွဲဒါအများလွန်းနေပေါ့နော်ဟိုမှာ6တောင်းလောက်ထိ9တောင်းခွဲလောက်ထိပဲတက်နိုင်တယ်ဆိုရင်9တောင်းခွဲပေါ့နော်9တောင်းခွဲလုပ်လိုက်မယ်ပြီးတော့လို့ရှိရင်အဲ9တောင်းခွဲဒီခန်းလီဟီဆိုတဲ့ဟာပါထားပြီးတာလားခန်းလီဟီဆိုတာကြတော့ဟိုလားစဉ်အိမ်လားကအပြင်ကိုဒီခန်းလီခိုင်းရှာပေါ့နော်ဒီအိမ်ကိုပြုပြင်ထိန်းသိမ်းစိတ်တလောက်3000တို့2000တို့1500တို့တောင်းတဲ့စိတ်ကိုပြောတာအဲ့စိတ်ပါထားပြီးတာလားဒီ9တောင်းခွဲထဲမှာပါထားပြီးရဆိုရင်ပါစေခြင်းနဲ့ဆိုရင်ခန်းလီဟီဖိုကုမို့ဆိုတဲ့ဟာကိုနှိပ်မယ်ပြီးလို့ရှိရင်ကိုကကားပါကင်တော့မထားဘူးလို့ရှင်တယ်ပေါ့နော်ကားပါကင်ဆို9000ခွဲနဲ့တော့မရပါဘူးကားပါကင်ထည့်ခြင်းတဲ့လူတွေကချူရှာကြောတိုင်းဖူကူမီဆိုတဲ့ဟာကိုရွေးရမယ်ဒီတစ်ခါကတော့မှမရွေးတော့ဘူးပေါ့နော်ပြီးတော့လို့ရှိရင်လဲခင်နာရှိဒီအိမ်ကိုငှားတဲ့အတွက်ကြောင့်ကျေးဇူးတင်တဲ့ကြေးပေါ့နော်လဲခင်ဆိုတဲ့ငွေကြေးနာရှိမပါတဲ့အိမ်ငှားမယ်ပြီးတော့လို့ရှိရင်ရှိခိခင်ဟိုရှခင်နာရှိပေါ့နော်ရှိခိခင်ဆိုစပုံငွေပါတယ်လည်းမအပ်ချင်ဘူးဟိုများတော့အပြင်ဒီအိမ်ပြောင်းတော့မယ်ဆိုလို့ရှိရင်150ကုန်နေဆိုတာစပေါ်ငွေတို့ကျေးဇူးတင်ကြေးတွေပေးရတာတွေအတွက်ကြောင့်ကုန်တာပါတကယ်တော့ဟိုအဲ့လောက်ကြီးမကုန်ကျင်ဘူးဆိုလို့ရှိရင်ဒီလိုပုံစံမျိုးစက်တီချင်းပြီးတော့ရှာလို့ရတယ်ပေါ့နော်ဟုတ်နောက်တစ်ခါကျတော့အောက်မှာဆိုလို့ရှိရင်အများကြီးရှိတယ်ပေါ့နော်အင်တာနက်ကကွာတူဝယ်မှာလားဒီအိမ်မှာကိုပဲအင်တာနက်ပါစေချင်တာလား free အနေနဲ့တုံးချင်တာလားအများကြီးစက်တီချင်းလို့ရင်လည်း9000ခွဲတဲ့အင်ကထွက်မလာတာမျိုးဖြစ်တတ်တယ်အဲ့ဒီအတွက်ကြောင့်မဖြစ်မနေလိုအပ်တဲ့ဟာကိုပဲစက်တီချိန်မှာမဖြစ်မနေဆိုရင်ဟိုရှော့နဲ့ဖူရောကောင်းမှထင်တယ်ပေါ့နော်ကိုကွယ်ကုမ္ပဏီကဒီအိမ်ကိုလိုက်ငှားပေးမှလားဟိုရှော့နဲ့အနေနဲ့ပေါ့နော်အာမကန်အနေနဲ့လိုက်ပေးမယ်လို့ရှိလားမရှိတာများကြတယ်ပေါ့နော်မရှိဘူးဆိုလို့ရှိရင်တော့ဟိုရှော့နဲ့ဖူရောကိုရွေးပေးပါပြီးတော့လို့ရှိရင်မန်တိုရီတိုက်ပူကကြတော့မန်တိုရီဆိုတာအမှတော့ဟိုဒီအခန်းပုံစံပြောတာတရားထက်နေမှာဖြစ်တဲ့အတွက်ကြောင့် 1K ရွေးလို့ရတယ်1 room မှုပေါ့နော်ရွေးချင်တော့ရွေးလို့ရတယ်1 room မှုဆိုတဲ့အခန်းပုံစံကလေမိဖို့ကြောင့်လည်းကိုယ့်ရဲ့အခန်းတကားမပါအောင်တကားမပါလိုက်တော့အညှော်တွေပါရင်မြန်မာတွေဆိုတော့ဟင်းချက်တာအညှော်တွေပါရင်အရန်နဲ့ဆွဲတယ်ပေါ့နော်ကိုယ့်ရဲ့အခန်းနဲ့လေအဲ့တော့1 room မှုလည်းဟိုမဖြစ်တာတဲ့အချိန်ကြီးကြာလို့ရှိရင်ရွေးချင်ရင်တော့အမှန်ချက်တာဖြစ်နိုင်တော့ 1K ပေါ့နော်ရွေးလို့ရပါတယ်ကျန်တဲ့ဟာတွေကတော့ 1K 2K 2TK တွေရွေးလို့ရတယ်ဒါပေမဲ့9000ခွဲတန်နဲ့ဟိုမဖြစ်နိုင်တဲ့အခန်းတွေလည်းမပြစေချင်ဘူးဆိုလို့ရှိရင်ကိုနေချင်တဲ့အခန်းပုံစံကိုပဲရွေးလို့ရတယ်ပေါ့နော်အဲ့တော့အမ 1K 1TK 1TK လောက်တော့ရွေးလိုက်မယ်1 room ကတော့အမတော့ဖြစ်တခြားဘာမနေချင်ဘူးဘာကြောင့်လဲဆိုတော့ဟင်းချက်မဲ့တူဆိုရင်ကိုယ့်ရဲ့အိတ်ခမ်းနဲ့မိဖို့ကြောင့်လည်းတကားမပါတဲ့အတွက်ကြောင့်နန်းနေဆွဲမှာကြောက်တယ်ပေါ့နော်အစားရှိတဲ့ပြင်လို့စတိချင်းပြီးလုပ်လို့ရတယ်ပြီးတော့လို့ရှိရင်ဒီတတဲမိုနိုရဲ့ရှုပ်ပဲဆိုတော့ mansion မှာအဘာတို့မှာအိတ်ကိုတတဲမှာစတိမချင်းတော့ဘူးပေါ့နော်အဲ့တော့နောက်တစ်ခုအခီဘူတာကနေပြီးတော့အမတို့လမ်းလျှောက်တာဘယ်နှမိနစ်လောက်လျှောက်ရှင်လဲကိုယ့်ရဲ့အနည်းဆက်ဆုံးဘူတာနဲ့10မိနစ်အနည်းဆိုရင်အဆင်ပြေတယ်ပေါ့နော်ပြီးတော့လို့ရှိရင်ဒီအိမ်ရဲ့ဟိုမန်စက်ကီတွေပါတယ်အခန်းရဲ့မန်စက်ကီအဲ့ဒါမှစတိမချင်းတော့ဘူးပေါ့နော်ပြီးတော့လို့ရှိရင်ဒီအစာဦးရတတန်းစောက်ထားတာ10နှစ်ရှိပါပြီ15နှစ်ရှိပါပြီအဲ့ဒါတွေမှမချိန်တော့ဘူး
ပြီးတော့လို့ရှိရင်အစာဦးဒီတောင်ဘက်လှည့်ပါတယ်မြောက်ဘက်လှည့်ပါတယ်မချိန်ဘူးဒီတိုင်းပဲခန်းစားကွန်းနဲ့နှိမ့်လိုက်မယ်နှိမ့်လိုက်လို့ရှိရင်အိမ်ကြီးအများကြီးကျလာလိမ့်မယ်ပေါ့နော်ကျလာတဲ့ထမှာမဒီညာဘက်ချက်မှာအိုဆိုဆိုမဲကျွန်းကိုပြစေချင်သလားဈေးအနည်းဆုံးအိမ်ကိုအစင်လိုက်ပြစေချင်သလားဈေးကြီးဆုံးအစင်ဈေးကြီးဆုံးအိမ်လေးတွေကိုအစင်လိုက်ပြစေချင်သလားရာဆွေကျွန်းတကားကျွန်းပြီးတော့လို့ရှိရင်အမတို့ဒီစောက်လုပ်တဲ့ကာလအသစ်ဖြစ်တာပေါ့နော်မတိုက်တဲ့9နှစ်ပဲရှိတယ်ဆိုတဲ့ဟာပေါ့နော်တိုက်တဲ့အနည်းဆုံးပြချင်သလားဒါမှမဟုတ်ရှင်မန်ဆက်ကီဆိုတဲ့ဒီ area ပေါ့နော်အခန်းရဲ့ area အကျယ်ဆုံးပြစေချင်သလားအစင်လိုက်တွေရှိတယ်အောက်ဆုံးကတော့ရှင်း6ခုကျွန်းကကြတော့အတစ်ရောက်တဲ့ပေါ့နော်အတစ်ထပ်ပြီးဝင်တဲ့အိမ်တွေကိုကြည့်ကျင်သလားဆိုပြီးတော့ကြည့်လို့ရပါတယ်အဲ့တော့ရာဆွေကျွန်းကိုများတော့အဖြစ်ကြည့်ကြတာများတယ်အိုဆိုစမန်မဟုတ်ဖ ೇನೆ ရာဆွေကျွန်းဒါဆိုရင်အိမ်လကဒါလေးကိုအမှရင်ဆုံးကြည့်လိုက်မယ်နော်အပေါ်ဆုံးဟာလေးကိုဒါဆိုရင်အိမ်လကအိမ်ပုံစံတော့ဒီပုံစံဒါဆိုလို့ရှိရင် 1NTK လို့ပြောလို့ရတယ်ပေါ့နော်သူရဲ့ဒီအခန်းဖြာ6ချက်စာတစ်ခန်းပါမယ် NTK ဆိုတဲ့ဒီဖြာ8ချက်စာဟောပေါ့နော်အဲကန်းနဲ့ဒီမီးဖို့ကြောင့်လည်းပါတဲ့ဟာပါမယ်ပြီးလို့ရှိရင်ဒါတွေးကြီးလည်းပါညာပေါ့နော်ဒီလိုလေးကြည့်လို့ရတယ်ပေါ့နော်အဲ့တော့နောက်တစ်ခု sensitive ဖြစ်တာပေါ့နော် sensitive လို့ပြောမလား sensitive ဖြစ်တာဘာဖြစ်လဲဆိုလို့ရှိရင်ဒီအိမ်ဆိုလို့ရှိရင်တဲ့ဒီပထမဆုံးမှာကြည့်တိုင်းပေါ့နော်လဲခင်းနဲ့ရှိခင်းဒီမိုင်းနဲ့ကလေးပြနေဘာမှမပေးရဘူးအိမ်လာက4300ခန်းလီဟီကလာစဉ်8000ပေးရမယ်အဲ့တော့စုစုပေါင်း9000ပေါ့နော်လာစဉ်9000ကျမယ်အခန်းကတော့ 1NTK ဖြစ်ပါတယ်ဟီရိုစာတော့38မီတာစကွဲယာဖြစ်ပြီးတော့9လွှာအစာအုပ်ဖြစ်ပြီးတော့ဒီငှားမဲ့အစာအုပ်ဒီ2လွှာမှာရှိတယ်ပေါ့နော်တိုက်တဲ့တန်းတော့46နှစ်မန်ရှွန်းအစာအုပ်ပေါ့နော်လိပ်စာလည်းပြည့်စုံရေးထားတယ်ပြီးတော့လို့ရှိရင်ဘယ်ဘူတာကနေပြီးဘယ်နှမိနစ်ဘယ်ဘူတာကနေဘယ်နှမိနစ်ဆိုတဲ့ဟာပြည့်စုံရေးထားတယ်ပြီးတော့လို့ရှိရင်အောက်မှာဗာကြည့်ရမလဲဆိုလို့ရှိရင်မတို့ဒီအောက်မှာထပ်ပြီးတော့ကင်းကြောဟိုးဆိုတာထပ်ရှိတယ်ပေါ့နော်ဗာလေးကြည့်လို့ရလေးလဲဆိုလို့ရှိရင်ဒါဟဲရတော့အခြေအနေပေါ့နော်အခန်းရဲ့အခြေအနေဒီဘတ်စစ်တိုးကြီးလဲဘတ်စစ်ဆိုတာရေချိုးကန်အောင်ပြောတာတိုးကြီးလဲဆိုတာအင်တာပေါ့နော်ရေချိုးကန်တဲ့ အင်တာဒီဘတ်စစ်ဖြစ်တဲ့ဟာအချို့ကကြိုက်ကြတယ်အချို့ကြလဲရေချိုးနေတဲ့ အင်တာတက်တာမျိုးတွေအဲ့ဒါလိုက်ရင်လည်းအဆင်မပြေဘူးပေါ့နော်အဲ့ဒါကြောင့်ဘတ်စစ်တိုးကြီးလဲဘတ်စစ်ကိုအချို့ကတော်တော်များများဆက်တိချင်းပြီးလောက်ကြတယ်ပြီးရင်အေယာကွန်အချို့ကြမပါတတ်ဘူးအေယာကွန်စခိပေါ့နော်ပြီးလို့ရှိရင်89စန္ဒခုခိရှိတယ်ပေါ့နော်အဲ့တော့အဲ့ဒါဘာပြောချင်တာလဲဆိုလို့ရှိရင် okay ပါဗောနော်ဘာပြောချင်တာလဲဆို89ဆိုတာအတွင်းထဲမှာအခန်းထဲမှာစန္ဒခုခိအဝတ်လျှော်ဆက်ထားလို့ရတဲ့ဟာဒီအခန်းထဲမှာထားပေးတာအချို့ကြတော့ဟိုပါဗောနော်အပြင်ဘက်မှာထားပေးတာလည်းရှိတယ်ပြင်ဘက်မှာじゃနည်းနည်းညစ်ပတ်တယ်ဗောနော်အထက်ထဲမှာဆိုတာကြတော့ဘေးစင်ရဲ့ဘေးမှာဝတ်လျှော်ဆက်ထားပေးတဲ့နေရာလေးရှိတယ်ဆိုတဲ့ဟာမျိုးဒါဗောနော်ဒါဆိုရင်ဘေးစင်ရဲ့ဘေးမှာတော့မဟုတ်ဘဲနဲ့ဒီမှာတော့ဒါလေးကိုပြောချင်တာဗောနော်ဒါလေးဒါကတော့မိဖို့ကြောင့်ရဲ့ဘေးမှာဖြစ်သွားတာဗောနော်အဲ့လိုပုံစံမျိုး89မှာထားပေးထားပါတယ်လို့ပြောချင်တာဘယ်ရောက်သွားလဲအဲ့ဒါပြီးတော့လို့ရှင်ဒီနားရောက်သွားတယ်နော်ဟိုက်ပြီးတော့လို့ရှင်အမတို့နေခော့ကြော်ခန်ဒီဝင်ဟိုဒီအိမ်ကိုစပြီးဝင်လို့ရတာဒီတဲ့အမစကူနီခော့ခန်လို့ရေးထားတယ်စကူနီဆိုတာကြတော့ဟိုချက်ချင်းတက်နေလို့ရတယ်လို့ပြောချင်တာအချို့ကြလဲတစ်လားဆောင်မှနှစ်လားဆောင်မှဒီအိမ်ကဒီငှားထားတယ်လက်ရှိအိမ်ငှားထားတဲ့လူကထွက်သွားမှဆိုပြီးတော့လေတက်မှတ်ထားတာမျိုးရှိတယ်ပေါ့နော်ပြီးလို့ရှိရင်လဲကင်းဖူရောတွေရှီကင်းဖူရောတွေဟိုရှော့နင်းဖူရောတွေဆရှိတဲ့ပြင်ပေါ့နော်ရေးထားပါတယ်ပြီးလို့ရှိရင်အင်တာနက်ရေချိုးကန်တက်စီပြီးရင်အွန်ဆွေစံကြောဘန်းစာချို့ကြလဲဒီဖင်ဆေးတဲ့ဟာပေါ့နော်ဟိုရေဘူးပါမှသဘောကျရလဲရှိတယ်တကယ်လို့မပါလဲကိစ္စမရှိဘူးလုံးဝအိမ်ရှာလိုက်တယ်အကုန်လုံးကြိုက်နေအဲ့တခုပဲမပါဘူးဆိုကိစ္စမရှိကိုကဝယ်တက်လို့ရတယ်ပေါ့နော်လွယ်လွယ်လေးပဲပေါ့နော်တော်လည်းပဲဒီအွန်ဆွေစံကြောဘန်းစာဆိုတဲ့ဟာပါမှအချို့ကလည်းနေကျင်ကြတာရှိတယ်ပြီးရင် gas ကွိုင်လို့ပေါ့နော်မိဖို့ကြောင့်အချို့ကြလဲ gas တုံးတာကြိုက်တာရှိတယ်လို့ IH ကွိုင်ရိုးမလို့IH ဆိုတာကြတော့ဟို gas မဟုတ်တဲ့ဟာပေါ့နော်အဲ့ဒါလေးတုံးတာကြိုက်တယ်ဆိုရင်ဒါကတော့အဆင်မပြေဘူးပေါ့ဒါ gas ကွိုင်ပေါ့နော်ပြီးလို့ရှင်ဘာလို့ခိုနီဆိုတဲ့ဒီ runner တွေပါရှိမယ်ပေါ့နော်မင်းကော်မီဒီ24နာရီပြည့်လို့ရတယ်ပေါ့နော်အစရှိတဲ့ပြင်သူ့ရဲ့ဒီအချက်လက်တွေရေးထားတယ်ပြီးရင် shoe hand can kill ဆိုတာဒီပတ်ဝန်းကျင်မှာရှိလိုက်တဲ့ဟိုဒီဖွဲ့စည်းတည်ဆောင်ပေါ့နော်ရှစ်ဆက်စွတ်တွေဆိုအမှတော့ဈေးဆိုင်တွေဆိုင်ငန်းတွေစေးရုံတွေကျောင်းတွေပေါ့အဲ့ဒါတွေလည်းရေးထားတယ်ဒီမှာဆိုလို့ရှိရင်ဘာစေးကန်းဆိုရင်1290မီတာပေါ့နော်ပြီးလို့ရှိရင် canvas ဆိုတိုင်းကခုတန်းတက်ကလူတို့ပါတော့ပေါ့နော်အဲ့ဒါဆိုရင်3000ဆိုတော့30မီတာအစရှိတဲ့ပြင်ပေါ့နော်3500ခွန်မီတာပေါ့နောက်တစ်ခုကကြတော့ခိုးအန်ပေါ့နော်ခိုးအန်ဆိုလဲ1126စူပါဆိုလို့ရှိရင်လည်း261မီတာဆိုတော့နီးပါတယ်စူပါအဲ့လိုပုံစံမျိုးလေးရေးပေးထားတယ်တကယ်လို့မှစိတ်ဝင်စားတယ်ဆိုရင်ဖုံးဆက်တာအမြန်ဆုံးပဲတကယ်လို့ဂျက်ဆိုင်နိခန်ကကုရှ်တိုင်းဒီလူပုံလေးအဲ့လေးနှိမ့်မယ်ဆိုလို့ရှိရင်အစင်လိုက်ဖြည့်လိုက်တို့ဖုံးဆက်ပေးတယ်တကယ်လို့ကိုယ့်ဘက်ကရေးတကြီးပြောင်းဖို့လိုရတယ်ဆိုတန်းဝတဲ့အိုတိုရပါဆဲဆိုတာနှိမ့်လိုက်
ဒီမှာဖုန်းနံပါတ်တွေပါထားပေးတာပေါ့နော်အဲ့ဒါလေးကိုလှမ်းဆက်ပြီးတော့ဒီပုတ်ခန်းပေါ့နော်ပုတ်ခန်းရဲ့နာမည်ကတော့အမတို့မှတ်မှရမှာနော်မှတ်ပြီးတော့မေးမှရမှာစူမူမှာကြည့်ခဲ့ပါတယ်ကြည့်ပြီးတော့ဒီပုတ်ခန်းလေးကိုပေါ့နော်စိတ်ဝင်စားတဲ့အတွက်ကြောင့်အခီကျော်ဟိုတိကျမှာတယ်ပေါ့နော်ပြီးလို့ရှိရင် shock key ဆိုတဲ့ပထမဆုံးကနဦးကုန်ကြငွေဘယ်လောက်ရှိမလဲဆိုတဲ့ဟာကိုတိကျမှာတယ်ဆိုတဲ့ဟာမျိုးပြီးရင်လက်တွေ့လာကြည့်ကျင်တယ်ဘယ်လိုချင်းရမလဲဆိုတဲ့ဟာမျိုးကိုမေးလို့ရတယ်ပေါ့နော်ဒီထက်မှာတော့ shock key ကတော့တွက်ပြမထားပေမဲ့လို့ဒီမှာnew cure နေထိုင်လို့ရတာဒီစကူနီချက်ချင်းတက်နေလို့ရတယ်ဒီအခန်းကပြီးတော့လို့ရှိရင် K ရက်ကွက်တော့ပုံမှန်2နှစ်ပေါ့နော်စာချုပ်ပြီးတော့လို့ရှိရင်အမတို့ဒီခိုးရှော့ခိုင်းရှာကိုအသုံးပြုလိုက်တာဒီတဲ့တော့အိမ်လာကားရဲ့40%ဆို40%ပေးရတယ်ပေါ့နော်အဲ့ဒါတွေတို့ပြီးတော့လို့ရှိရင်ရေဘိုးပါပြီးတာပေါ့နော်တစ်လောက်2000ဆို2000တို့ပေါ့နော်ပြီးတော့လို့ရှိရင်တော်လဲကြီးတွေပါလဲကြီးအဲ့ဒါရတော့သူကအသေးစိတ်ဖုံးဆက်ပြီးပြောတာမျိုးတွေလာကြည့်တဲ့အချိန်မှာရှင်းပြတာမျိုးတွေရှိတဲ့အတွက်ကြောင့်အဲ့လိုပုံစံမျိုးလေးနဲ့ရှာလို့ရပါတယ်တကယ်လို့အိမ်လေးကအများကြီးတွေ့နေတယ်ဒီအိမ်လေးလေးကြိုက်တယ်ဆိုရင်အသေးလေးတွေထည့်ထားလိုက်ဒါဆိုလို့ရှိရင်ခဏနေလို့ရှိရင် favorite ထဲမှာပြန်ကြည့်လို့ရတယ်ပေါ့နော်ကိုကြိုက်တဲ့အိမ်လေးတွေကိုပေါ့နော်အဲ့တော့အဲ့လိုနည်းနဲ့အိမ်ရှာလို့ရပါတယ်ဒီအောက်တွေမှာလည်းအများကြီးရှိပါတယ်ကိုကြိုက်တာဆိုလို့ရှိရင်ဒီလိုလေးထည့်ထားလိုက်ပေါ့နော်အချို့အိမ်လေးဆိုလို့ရှိရင်ရှူလျော့ဖြစ်သွားတယ်ပေါ့နော်ဟိုမငှားတော့ပဲနဲ့အိမ်ငှားထွက်သွားတာမျိုးဆိုလို့ရှိရင်တော့ငှားလို့မရအောင်အဲ့တော့ကိုကတကယ်လို့ငှားဖို့လိုအပ်တယ်ဆိုလို့ရှိရင်မြန်ဆန်ဆန်လေးဆက်တွယ်ပြီးတော့မေးကြည့်ကြပါလို့ပြောချင်ပါတယ်ရှင်ဟုတ်အားလုံးကျေးဇူးများတင်ပါတယ်ရှင်